အိမ်မက်လိုပဲတေမတ်တက်အောင်သူ့ရဲ့ချမ်းသာတဲ့မိသားစုဘက်ကလူတွေကြောင့်ခံစားခဲ့ပြီးနောက် Grace ကမီးလောင်နေတဲ့ Lomas Mansion အိမ်ရှိလေကားပေါ်မှာထိုင်နေပါတယ်။မကြခင်မှာပဲရဲတပ်ဖွဲ့နဲ့အရေးပေါ်ကေဆေးကြီးအဖွဲ့တွေရောက်လာပြီးသူ့ကိုမေးမြန်းချင်ကြပြီမဲ့ Grace က panic attack ဖြစ်ပြီးမူလဲသွားပါတယ်။အရေးပေါ်ဝန်ထမ်းတွေကသူ့ကိုချက်ချင်းဆေးရုံကိုပို့သွားပါတယ်။ ambulance ပေါ်မှာတွားနေစဉ် Grace ကတုံ့ပြန်မှုမရှိတော့ပါဘူး။ CPR လုပ်နေတဲ့အချိန်မှာသူမအတိတ်မှာဖြစ်ခဲ့သမျှကိုတတိယလာပါတယ်။မင်္ဂလာဆောင်ပြီးတဲ့ညမှာ Lomas မိသားစုကသူမကို hide and seek ကစားခိုင်းပြီးသူမကိုလိုက်ဖမ်းကြတာပါ။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ရှီဟောင်းအယူဆ ritual တစ်ခုအတွက်သူမကိုအသုံးပြုဖို့ဖြစ်ပါတယ်။ဒါပေမဲ့ Grace ကနက်နက်ထိုင်အောင်အသက်ရှင်နိုင်ခဲ့တဲ့အတွက်သူမအနိုင်ရပြီးမိသားစုလုံးပေါက်ခွဲတည်ဆုံသွားပါတယ်။အရေးပေါ်ဝန်ထမ်းတွေစူးစမ်းပြီးနောက် Grace ကနောက်ဆုံးမှာမျက်စိဖွင့်လာပါတယ်။နောက်ပိုင်းမှာသူမကိုဆေးရုံအိပ်ယာမှာလက်ထိတ်ခတ်ထားတာတွေ့ရပါတယ်။ Detective Bassett ကလူတက်မှုနဲ့မီရှိုးမှုတန်တရားနဲ့ဖမ်းဆီးထားတယ်လို့ပြောပါတယ်။အိမ်ထဲမှာတည်ဆုံးသူ2ယောက်တွေ့ရှိပြီးသူမရဲ့မင်္ဂလာဝတ်စုံပေါ်ကသွေးကသူမရဲ့မဟုတ်ပါဘူး။အဲ့ဒီအချိန်မှာသူမရဲ့ညမ Faith ရောက်လာပါတယ်။သူတို့နှစ်ဦးဟာရဲထွက်သွားပြီးနောက်ညီမ2ယောက်ပြန်လဲအငင်းပွားကြပါတယ်။ Grace က Faith ကနယူးယောက်မှာသူမနားမှာနေပြီးတောင်ဆက်သွယ်မလာတာကိုနာကျင်စွာသိလာပါတယ်။ Faith ကတော့ Grace ကိုယ်တိုင်ကသူမကိုညီမအဖြစ်မလိုချင်ခဲ့ဘူးလို့ပြန်ပြောပါတယ်။နောက်ဆုံးမှာ Grace ကဖြစ်ခဲ့သမျှကိုအမှန်တကယ်ပြောပြလိုက်ပါတယ်။သူမရဲ့ယောက်ျားကတော့သူမကိုလှန်ဖြင့်ထိုးခဲ့ပြီးနောက်ဆုံးမှာတစေတကောင်ကိုမြင်ခဲ့တယ်လို့ပါ။တစ်ချိန်တည်းမှာပဲချမ်းသာတဲ့မီလီယံနာ Chester ကစစ်ပွဲသတင်းကိုကြည့်နေပါတယ်။သူဖုန်းခေါ်လိုက်တာနဲ့မိနစ်ပိုင်းအတွင်း ceasefire ဖြစ်သွားပါတယ်။ထို့နောက်သူ့ရှေ့ကိုလော်ယာတယောက်လာပြီး Lomas မိသားစုအားလုံးတည်ဆုံးပြီးသူတို့သမီးတစ်ယောက်ပဲအသက်ရှင်ကျန်ခဲ့တယ်လို့ပြောပါတယ်။ Chester ကအခြား Satanist မိသားစုတွေကိုဆက်သွယ်ပြီးအာနာထိုင်ခုံကိုပြန်လေရှင်းပြန်ရမယ်လို့အသိပေးပါတယ်။ကဘာတလျှောက်ရှိမိသားစုတွေတရုတ်၊စပိန်၊အင်္ဂလန်စတဲ့နေရာတွေမှာဒီသတင်းကြောင့်အားလုံးလှုပ်ရှားလာကြပါတယ်။နောက်ပိုင်းမှာ Chester ရဲ့အမွာသားသမီးအာဆလာနဲ့ Titus ကသူ့စီလာပြီးအာနာကိုသူတို့ပိုင်ဆိုင်တဲ့တယ်လို့ပြောကြပါတယ်။ဒါပေမဲ့ Chester ကစီးမြင့်နဲ့မကိုက်ညီဘူးလို့ပြောပြီး Master Ring ကိုပြပြီးမိသားစုထဲမှာပဲထားရမယ်လို့ဆိုပါတယ်။နောက်ဆုံးမှာအမွာ2ယောက်ကိုသူ့ကိုတတ်ဖို့ခေါင်းဝန်းပြီးသူတို့ကခေါင်းဝန်းနဲ့ဖိတက်လိုက်ပါတယ်။ဆေးရုံမှာတော့ Bassett က Grace ကိုခေါ်သွားနေစဉ် Bill ဆိုတဲ့သူတယောက်လာပြီးဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ထို့နောက် Grace ကိုလိုက်ထမ်းပေမဲ့နောက်ဆုံးမှာသူ့ခန္ဓာကိုပောက်ကွဲသွားပါတယ်။စီးမြင်ချိုးဖောက်လို့နောက်ပိုင်းမှာ Grace နဲ့ Faith ကိုဖမ်းဆီးပြီးမိသားစုကောင်စီရှေ့ကိုခေါ်သွားပါတယ်။ လော်ယာကဒီအဖွဲ့အစည်းဟာကမ္ဘာကိုထိန်းချုပ်နေတယ်လို့ရှင်းပြပြီး Grace ကိုထပ်မံ hide and seek ကစားဖို့မဖြစ်မနေခိုင်းပါတယ်။ဒီတစ်ခါမှာတော့မိသားစုခေါင်းဆောင်တွေကသူမကိုလိုက်တတ်မယ်။သူမအသက်ရှင်နိုင်ရင်ပဲအနိုင်ရမယ်။ Game စတင်ပြီးနောက် Grace နဲ့ Faith 2ယောက်အတူလက်ထိတ်ချိတ်ထားပြီးပြေးထွားကြရပါတယ်။အဖွဲ့ဝင်တွေကတနတ်ဓာစတဲ့လက်နက်တွေသုံးပြီးလိုက်ဖမ်းကြပါတယ်။အလေအလတ်မှာတချို့ကတီဆုံးသွားပြီးအချို့ကစီးမြင်ချိုးဖောက်လို့ပောက်ကွဲတီဆုံးကြပါတယ်။ Grace နဲ့ Faith တို့အချင်းချင်းအတိတ်အကြောင်းတွေပြောပြီးနားလည်မှုပြန်ရလာပါတယ်။သူတို့ဟာ Foster Care မှာကြီးပြင်းလာခဲ့ပြီး Grace ကပညာသင်ဆုရလို့ထွက်သွားခဲ့တာကြောင့် Faith ကစိတ်နာနေခဲ့တာပါ။နောက်ဆုံးအဆင့်မှာ Grace ကအလက်ကျအတူအယောင်လုပ်ပြီး Titus ကိုလက်ထပ်လိုက်တယ်လို့ပြပြီး game ကိုအဆုံးသတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အခါမှာသူမက Titus ကိုတတ်လိုက်ပြီး Master Ring ကိုကင်ဆောင်လိုက်ပါတယ်။နောက်ဆုံးမှာ Grace က Ring ကိုလူသေးအပြည့်ရှိတဲ့လှိုင်နဲ့ပစ်ချလိုက်ပြီးလူတွေအားလုံးယူသွက်စွာတွေကိုခုန်ဆင်းပြီးတယောက်ကိုတယောက်တတ်ကြပါတယ်။နက်ထွက်တဲ့အချိန်မှာအားလုံးပောက်ကွဲတီဆုံးသွား